ဆိုတာရဲ့မြို့လို့တကယ်မဆမ်းမီနဲ့လွမ်းဟန်တရားရဲ့ယူမြောင်းနဲ့ဒါတော့ကျွန်တော်တို့ရင်းနှီးချောင်း6ဘက်ကိုချမယ်ပထမဆုံးကဒါတွေကိုပဲနှစ်သိမ့်ကိုမြင့်ချက်အောင်ဝမ်တီယာရရှိလေးကိုကားဖြစ်ပါတယ်လက်ရှိကျွန်တော်စားချတဲ့ကြေးဝါကတော့ကျွန်တော်ဒီနိုင်တင်တဲ့ channel ကိုစားချတာဖြစ်ပါတယ်ကျွန်တော်တို့ IFB မှာဆရာဦးဆုံးလေးအပါဝင်ကျွန်တော်ကြေးဝါခေါင်းဆောင်တွေလည်းပါပါတယ်ပထမဆုံးကျွန်တော်တို့ဒီနိုင်တင်ကြေးဝါက15ဘက်နဲ့35လုံးအမွန်နီယန်ဆာလဖိတ်10လုံးစုစုပေါင်း43လုံးချမ်းရွာမှာဒီနိုင်တင်ကြေးဝါမှာဖြစ်ပါတယ်ချမ်းရွာမှာဒီကောင်းမှာပါတယ်လုံးကြီးကစုစုပေါင်းကျွန်တော်တို့15ဘက်နဲ့2လုံး GSB 2လုံးအမွန်နီယန်ဆာလဖိတ်2လုံးစုစုပေါင်း6လုံးဒီရင်ကြီးပါနေစုစုပေါင်း43လုံးချိုင်းကြီးပါနေစုစုပေါင်း6လုံးနှစ်ရွာပေါင်းစုစုပေါင်း42မှာ9လုံးချတာဖြစ်ပါတယ်ကိုစတင်ချနေဖြစ်ပါတယ်အလုံးကောင်းကြောင်းစရရေကန်ဆုံးတဲ့ကြောင်းစရနဲ့ရေကန်ဆုံးတဲ့ရွာတီဘုံကျွန်တော်တို့မန်လေးကဒုတိယအကြိမ်ကျွန်တော်တို့ဥယျာဉ်ကြီးနိုင်ငံမှာခြားဖြစ်ပါတယ်ဖိုးကိုကြီးရွာနဲ့ကမ္မကြီးရွာကဖြစ်ပါတယ်စုပေါင်းဖိုးကိုကြီးရွာကစုပေါင်းကျွန်တော်တို့၄လုံးကမ္မကြီးရွာက9လုံးစုပေါင်း13လုံးကျွန်တော်တို့ခြားမှာဖြစ်ပါတယ်ကျွန်တော်တို့မန်လေးရထွက်လာတယ်ကိုနိုင်ထွန်းရွှေက7G 9ခုနဲ့ကျွန်တော်တို့စပောက်ကနံပါတ်မှာစားချနေဖြစ်ပါတယ်တန်ဖိုးကစုစုပေါင်း94လုံးတင်ချဖြစ်ပါတယ်တောင်းတောင်းတောင်းလေးပါပါတယ်ကျွန်တော်တို့ခမောင်းစားချတဲ့တန်ဖိုး94လုံးဖြစ်ပါတယ်ဒါပြီးကျွန်တော်တို့ထောက်ရှော့တောင်ချတော့ချီကျွန်တော်တို့တက်ချလုံးဖြစ်ပါတယ်ဘင်းကိုစိတ်ထားလာနေအခန်းကြွေးပါမယ်မြို့လိုမထူးမေနဲ့ကွယ်လက်တကောင်းဆုံးရောက်လာတော့ဒါကျွန်တော်တောင်းလို့ကောင်းတာကြီးရတယ်အဲ့ဒီမှမှဆက်တယ်ဘုန်းကြီးတော်တက်ပြီးတော့လုံးလေးအော်ဖြစ်ပါတယ်မြေယာကနဘေကအလမဝေးမြင်းနေရွာဦးကထုံးစေရီကြီးညူစရာလက်ရှိကျွန်တော်ညနေပိုင်းကမွန်းကျော်တမ်းမြမြောက်ဆိုင်ကြီးပါနေတယ်ဒီနေ့ဖြစ်ပါတယ်ဒုတိယတစ်ခါရွာတီဘုံအားကြာလို့ကောင်းဟုတ်တာတော့ကျွန်တော်တို့လက်ရှိမှာတောင်းဖို့ဆောင်လာတဲ့ပါခိုင်စီနောကျွန်တော်အေးရမြေကန်းနာဓမ္မောပေရတောင်းရင်ရာခင်းကြီးတွေမြင့်ရည်ရောမှာသုံးဆံမျိုးဒီနာရွာဖြစ်တဲ့ဥယျာဉ်ကြီးဝင်းကြီးကျွန်တော်ကျုပ်ပြီးကြောက်တိုင်းစားရကြည့်ရတယ်ချမှာဖြစ်ပါတယ်ရေပြင်းမှာဘဝဝမ်းစာရှာဖွေစားတော့ပြီးတော့မှာအပါဝင်တငါလေးငယ်လေးတို့ဒီစားစီစီပြီးချနေရဖြစ်ပါတယ်အောက်မှာပါတဲ့အဲ့ဒီတွေအဝေးကလမ်းမျိုးဖူးနိုင်တယ်ရွာဦးစီရီလေးရဲ့ဟောတဘာဝကြကြလှကျင်နိုင်လှနေတယ်ကျွန်တော်တို့ရဲ့ရွာလေးကိုတစ်ခါတစ်ခေါက်တော့ရောက်လာခဲ့ကြပါဦးလို့ဒါကျွန်တော်တို့ဒုတိယဆုရဖြစ်တယ်ကျွန်တော်ကိုကြီးတန်းဝဲမှာကျွန်တော်6လောင်းဖြစ်ပါတယ်ဒီညမှာတော့ကျွန်တော်တို့ဝက်ခေါင်းနဲ့ချန်ကန်မြောက်နေပါကျွန်တော်တို့ချမှာဖြစ်ပါတယ်ဒီပါခေါင်းတရားနံပါတ်3လုံးတော့ကျွန်တော်တို့ချမှာဖြစ်ပါတယ်ဒါလည်းရှိကျွန်တော်တို့ချန်ကန်မြောက်ကားအတူဖြစ်ပါတယ်ဒီကပ်ပြီးကျွန်တော်တို့ပြန်မှာဖြစ်ပါတယ်